မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်အခန်းဆက်တပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်အခုပြောပြမယ့်ပုံမြင်လေးဟာကျွန်တော်အင်တာနက်မှာဖတ်ခဲ့ရတဲ့ပုံမြင်လေးဖြစ်ပါတယ်မူရင်းပုံပြင်ထဲမှာအင်္ဂလိပ်နာမည်တွေတုံးထားပေမဲ့ကျွန်တော်မြန်မာမှုပြုပြီးနာမည်တွေကိုမြန်မာလိုပြောင်းထားပါတယ်တခါတော့ကညီကို၃ယောက်ရှိကြပါတယ်အကြီးဆုံးကမောင်မောင်အလက်ကအောင်အောင်ဖြစ်ပြီးအငယ်ဆုံးကတော့ညီညီပဲဖြစ်ကြပါတယ်သူတို့၃ယောက်လုံးဟာရိုးသားကြပြီးအလုပ်လဲကြိုးစားကြပါတယ်မနက်မိုးလင်းတိုင်းညီကို၃ယောက်တက်ညီလက်ညီနဲ့တောထဲမှာတစ်သွားခုတ်ကြပါတယ်ခုတ်လို့ရတဲ့တစ်တွေကိုဈေးထဲမှာပြန်ရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်သူတို့ရဲ့ဘဝဟာအရန်ကြီးဆင်းရဲတဲ့အထဲတော့မပါပဲနေစုစားဖို့တော့အဆင်ပြေလေးရှိပါတယ်ဒါပေမဲ့သူတို့မပြောကြပါဘူးသူတို့ဟာသူတို့ဘဝကိုမကျေနပ်ပဲတစ်ခုမဟုတ်တစ်ခုတော့လိုချင်နေလေးရှိပါတယ်တနေ့မှာတော့သူတို့ညီကို၃ယောက်တစ်ခုတ်ရင်တောနက်ထဲရောက်သွားပါတယ်တစ်တွေခုတ်ပြီးမှသူတို့တစ်တွေထမ်းပြီးအိမ်ကိုလမ်းလျှောက်ပြန်လာကြပါတယ်ပြန်ရလမ်းမှာအမျိုးသမီးကြီးတဦးဟာအိတ်တဲ့အိတ်ကိုမနိုင်မနှင်းနဲ့တဲနေတာတွေ့ပြီးသူတို့ညီကို၃ယောက်ဟာအမျိုးသမီးကြီးရဲ့အိတ်ကိုတယောက်တစ်လက်ကူထမ်းပေးဖို့ခွင့်တောင်းခဲ့ပါတယ်အမျိုးသမီးကြီးကလည်းကျေးဇူးတင်စွာနဲ့ကူညီခွင့်ပြုခဲ့ပါတယ်အမျိုးသမီးကြီးရဲ့အိမ်ကိုအိတ်ထမ်းပြီးလိုက်ပို့ပေးချိန်မှာတော့အမျိုးသမီးကြီးကထိုအိတ်ဟာပန်းသီးအိတ်ဖြစ်ကြောင်းရှင်းပြပါတယ်သူတို့ညီကို၃ယောက်ဟာပန်းသီးအိတ်ကိုတယောက်တစ်လက်စီထမ်းပေးရင်နောက်ဆုံးတော့အမျိုးသမီးကြီးအိမ်ကိုရောက်ရှိခဲ့ပါတယ်သူတို့လည်းတော်တော်ကိုမောပန်းနေကြပါတယ်တကယ်တော့သူတို့ကူညီပေးခဲ့တဲ့အမျိုးသမီးကြီးဟာတာမန်လူမဟုတ်ပဲမော်ပညာကိုကျွမ်းကျင်တဲ့သူဖြစ်နေပါတယ်အမျိုးသမီးကြီးကညီကို၃ယောက်ရဲ့ကူညီတတ်တဲ့စိတ်ကိုသဘောကျတာကြောင့်စုချီးမြှင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့သူပါများပြန်လုပ်ပေးနိုင်မလဲလို့မေးလိုက်ပါတယ်အကိုအကြီးဆုံးမောင်မောင်ကကျွန်တော်တို့မပြောဘူးဖြစ်နေပါတယ်လို့ဖြေလာပါတယ်ဒါနဲ့အမျိုးသမီးကြီးကသူပါလုပ်ပေးရင်ပြောမလဲလို့မေးတော့ညီကို၃ယောက်လည်းတယောက်တစ်မျိုးစီဖြေကြပါတယ်မောင်မောင်ကခြံအကျဲကြီးတစ်ခုထဲမှာအစေခံတွေများစွာနဲ့နေချင်ပါတယ်အဲ့ဒီထက်ပိုပြီးလဲမလိုချင်ပါဘူးအဲ့ဒါရရင်ကျွန်တော်ပြောမှအသေးချပါပဲလို့ဖြေပါတယ်အောင်ကတီးနှံတွေများစွာစိုက်ပျိုးထားတဲ့လယ်ကြီးကြီးကိုပိုင်ရရင်ဖြစ်ကျွန်တော်အရန်ပြောမှာပဲဗျာကျွန်တော်ဘာမှစိတ်ပူစရာမရှိတော့ပဲချမ်းသာလာမှအသေးချပဲလို့ဖြေလာပါတယ်ညီကတော့မိမချောချောလေးရရင်တော်တော်ကောင်းမယ်ကျွန်တော်မောနဲ့အိမ်ပြန်လာတိုင်းသူ့ရဲ့မျက်နှာချူချူလေးကြောင့်ကျွန်တော်ရဲ့တောကတွေထွက်ပြေးသွားမှအသေးချပါပဲကျွန်တော်ပို့ပြီးပျော်လာမှလည်းအသေးချပါပဲလို့ဆိုလာပါတယ်ကောင်းပြီမင်းတို့ကိုအဲ့ဒီအရာတွေကပျော်ရွှင်မှုပေးစွမ်းမယ်ဆိုရင်မင်းတို့ဟာထိုက်တန်တဲ့သူတွေဖြစ်ပါတယ်မင်းတို့ဟာမနိုင်မနှင်းဖြစ်နေတဲ့အမျိုးသမီးကြီးတယောက်ကိုကူညီခဲ့တဲ့အတွက်စိတ်ထားကောင်းသူတွေဖြစ်ကြတယ်မင်းတို့အခုအိမ်ပြန်ရင်မင်းတို့လိုချင်နေတဲ့အရာတွေရောက်နေပါလိမ့်မယ်လို့အမျိုးသမီးကြီးကဆိုပါတယ်ညီကို၃ယောက်ကအမျိုးသမီးကြီးစကားကိုမယုံတော့လဲပြုံးပြပြီးအိမ်ပြန်လာခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာပထမဆုံးခြံကျဲကြီးတစ်ခုကိုတွေ့ရပါတော့တယ်အစေခံများစွာစောင့်ဆိုင်နေပြီးတကားဆောင်တစ်ယောက်လည်းရှိနေပါတယ်ခက်လန်းလန်းကနေရာတစ်ခုမှာတော့လဲကြီးကြီးတစ်ခုကိုလမ်းတွေ့နေရပါတယ်ထိုလဲတဲကလဲထုံနေသူတစ်ယောက်ကပြေးလာပြီးအောင်ကိုအဆိုပါလဲဟာအောင်ရဲ့လဲဖြစ်ကြောင်းပြောပြီးခေါ်ဆောင်သွားပါတယ်အဲ့ဒီအချိန်မှာပဲအရန်လာတဲ့မိန်းမပြိုလေးတစ်ယောက်ကညီစီကိုရှောက်လန်းလာပြီးသူဟာညီရဲ့ဇနီးဖြစ်ကြောင်းပြောဆိုကညီကိုခေါ်ဆောင်သွားပါတယ်ညီကို၃ယောက်လုံးဟာမယုံကြည်နိုင်လောက်အောင်ပျော်ရွှင်နေကြပါတယ်သူတို့၃ယောက်ဟာသူတို့ရဲ့တာယာတဲ့ကိုယ်ပိုင်ဘဝလေးတွေကိုပျော်ရွှင်စွာဖြတ်တန်းကြပါတော့တယ်ဒီလိုနဲ့တစ်နှစ်ကုန်ဆုံးသွားတဲ့အချိန်မှာတော့သူတို့၃ယောက်ဟာအစကလို့မပျော်ကြတော့ပြန်ပါဘူးမောင်ကသူ့ရဲ့ခြံကျဲကြီးကိုညှင်းငွေလာပါတယ်ပြင်းရီလာပြီးအစေခံတွေကိုလည်းတေချာမညွှန်ကြတော့ပါဘူးခြံကြီးကလည်းအရင်လိုမလှပတော့ပါဘူးအောင်ကတော့သူ့ရဲ့လက်ကြီးထဲမှာလှပတဲ့အိမ်လေးတစ်လုံးကိုစောက်ပြီးနေခဲ့ပေမဲ့သူလည်းပြင်းရီလာပါတယ်တီးနှံတွေစိုက်ပျိုးလိုက်ရိတ်သိမ်းလိုက်လုပ်ရတဲ့အလုပ်ကိုသူစိတ်ကုန်လာပါတယ်ညီကလည်းမိမချောချောလေးနားမှာအစကလောက်စိတ်မလှုပ်ရှားတော့ပါဘူးတစ်နှစ်ပြည့်တဲ့အချိန်မှာယူလာပါတော့တယ်သူတို့၃ယောက်လုံးဟာမပျော်ရွှင်ကြတော့ပါဘူးတနေ့ကျတော့သူတို့ညီကို၃ဦးလုံးအစည်းအဝေးလုပ်ကြပါတယ်ထိုအစည်းအဝေးမှာသူတို့တွေ့ခဲ့ဘူးတဲ့မော်ဆရာမအမျိုးသမီးကြီးစီပြန်သွားဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်ဒီအမျိုးသမီးကြီးကငါတို့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့အဖြစ်ပြောင်းလဲပေးနိုင်ခဲ့တယ်ဒါပေမဲ့ငါတို့ကအခုမပျော်တော့တဲ့အတွက်သူကိုငါတို့မရအောင်ရှာပြီးတွားတွေ့ကြမယ်ဒါမှပျော်ရွှင်ခြင်းရဲ့လှုပ်ဝက်ချက်ကိုငါတို့သိနိုင်မှာလို့မောင်ကပြောလာပါတယ်သူတို့အမျိုးသမီးကိုတောထဲမှာပြန်ရှာတွေ့ချိန်မှာတော့အမျိုးသမီးကြီးကမိဖို့ကြောင့်ထဲမှာအလုရှုပ်နေပါတယ်ညီကို၃ယောက်ဟာအမျိုးသမီးကြီးကိုနှုတ်ဆက်ပြီးနောက်သူတို့မပြောတဲ့အကြောင်းတယောက်ချင်းစီရင်ဖွင့်มาတော့တယ်ရင်ဖွင့်ပြီးမှတော့ကျွန်တော်တို့ပြောအောင်ဘာလုပ်ရမလဲလို့အမျိုးသမီးကြီးကိုမေးလိုက်ပါတယ်အမျိုးသမီးကြီးကအိမ်တကယ်တော့ပျော်ရွှင်မှုဟာမင်းတို့လက်ထဲမှာပဲရှိပါတယ်ကဲကြည့်မင်းတို့၃ယောက်စုတွေတောင်းခဲ့တယ်မင်းတို့စုတောင်းတွေလည်းပြည့်ခဲ့တယ်မင်းတို့ပျော်ရွှင်ခဲ့ကြတယ်ဒါပေမဲ့ပျော်ရွှင်မှုဟာရောင်ရဲမှုဆိုတဲ့အရေးကြီးဆုံးအရာတစ်ခုမပါရင်ဘယ်တော့မှကြာရှည်မခံတတ်ဘူးကွမင်းတို့အစကပြောကြတယ်ဒါပေမဲ့မင်းတို့ဘယ်တော့မှမရောက်ရဲခဲ့ဘူးရောက်ရဲအောင်နေထိုင်တတ်မှသာလျှင်ပျော်ရွှင်ခြင်းအစစ်အမှန်နဲ့မင်းတို့တွေ့လိမ့်မယ်လို့ပြန်လည်ဖြေကြားလိုက်ပါတယ်ညီကို၃ယောက်လည်းသူတို့အမားကိုနားလည်ပြီးအိမ်ကိုပြန်သွားကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့ရဲ့တစ်ခုတ်သမားဘဝနဲ့လက်ရှိဘဝကိုနှိုင်းရှုကြည့်မိပြီးသူတို့ဟာကံကောင်းတဲ့လူတွေဖြစ်နေပါလားဆိုတာကိုသတိပြုမိလာကြပါတယ်မောင်ဟာခြံကျဲကြီးပိုင်ဆိုင်ခွင့်ရတဲ့အတွက်ဂုဏ်ယူနေပြီး
ခြံကြီးနဲ့အစေခံတွေကိုတေချာဂရုစိုက်ပါတော့တယ်အောင်ကလည်းသူ့ရဲ့လက်ကြီးကိုအောင်မြင်အောင်စတင်လောက်ကင်ပါတော့တယ်ညီကလည်းသူ့ပေါ်တစ္ဆာရှိပြီးအိမ်တော်မှုကိစ္စအဝဝတာဝန်ကျေပွန်နဲ့ဇနီးတွေကိုပို့ပြီးချစ်ခင်လာပါတယ်တန်ဖိုးလဲပို့ထားလာတယ်သူတို့ဟာသူတို့ပိုင်တဲ့အရာတွေကိုရောင်းရဲတက်လာပြီးပျော်ရွှင်လာကြပါတယ်သူတို့ရဲ့ပိုင်ဆိုင်မှုကိုလည်းအလွဲသုံးစားပေါ့တန်ဘယ်တော့မှမလုပ်ကြတော့ပါဘူးသူတို့ညီကို၃ယောက်ဟာတေဆုံးတဲ့အထိပျော်ရွှင်အတူတူနေထိုင်သွားကြပါတော့တယ်ပုံမြင်လေးပြီးသွားတဲ့နောက်ကျွန်တော်မှအတွေးစားတွေကြံခဲ့ပါတယ်ပျော်ရွှင်ခြင်းရဲ့အဓိကလျှို့ဝှက်ချက်ဟာရောင်ရဲတင့်တယ်မှုဆိုတာအတွေးခေါ်ပညာရှင်များစွာလည်းထောက်ခံထားကြပါတယ်ဗုဒ္ဓဘာသာရဲ့အယူဆမှလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာလို့ရောင်ရဲမှုမရှိကြတာလဲကျွန်တော်တို့မှာဘာလို့လောဘတွေရှိနေတာလဲစာဖတ်သူကကျွန်တော်ကိုခမည်းရောလောဘမရှိဘူးလားလို့မေးရင်ကျွန်တော်မရှိဘူးလို့မဖြေနိုင်ပါဘူးကျွန်တော်မှလည်းလောဘတွေရှိနေပါသေးတယ်ကျွန်တော်တွေမဟုတ်ပါဘူးအခုစာဖတ်နေတဲ့လူတော်တော်များများမှလည်းလောဘရှိပါတယ်ကျွန်တော်တို့အားလုံးကအရိယာသူတော်စင်တွေမဟုတ်တဲ့အတွက်လောဘနဲ့ကင်းစင်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့အတက်နိုင်ဆုံးလုပ်လို့ရတာတခုတော့ရှိပါတယ်အဲ့ဒါတော့လောဘတွေကိုတက်နိုင်တဲ့လောက်လျှော့ချဖို့ပါနေ့စုဘဝမှာလောဘတွေနဲ့ပူလောင်လာတိုင်းခေါင်းအေးလေးထားပြီးပြန်ဆုံးစားပါကိုပိုင်ထားတဲ့အရာလေးတွေကိုပြန်စူးစားပါကိုအသက်ရှူနေနိုင်သေးတဲ့အတွက်ဝမ်းသာပါကဘာပေါ်မှာတစ်စက္ကန့်တိုင်းလူ2ဦးခန့်တည်ဆုံးနေပါတယ်အဲ့ဒီထဲမှာတင်မပါသေးပါဘူးတင်လှုပ်ချင်တာလေးတွေလှုပ်ခွင့်ရှိသေးတယ်အချိန်တိုင်းတည်နိုင်ပြီးဘယ်ရာကိုမှတင်တကယ်မပိုင်ဘူးဆိုတာမကြာခဏတင်ရောကျွန်တော်ကိုယ်တိုင်ရောမေ့လျော့တက်ကြပါတယ်အဲ့ဒီအချက်ကိုမိမိကိုယ်ကိုခဏပြန်တတိပေးဖို့လိုပါတယ်ဘသူကတော့တည်ခြင်းပါလဲတည်ခြင်းတရားကိုဘသူမှမလွန်ဆန်နိုင်ပါဘူးဒီတော့မတည်ခင်မှာပျော်အောင်နေဖို့လိုပါတယ်မတည်ခင်ဆိုတာဘယ်အချိန်ကိုပြောတာလဲဆိုတော့တင်ချစာဖတ်နေတဲ့အချိန်ကိုပြောတာပါတင့်မှာရှိတဲ့အရာတွေအတွက်ကျေးဇူးတင်ပါလောဘမတတ်နိုင်သေးရင်နေပါစေလောဘကြောင့်လောင်ကျွမ်းတာကိုတော့အဖြစ်မခံပါနဲ့ကျွန်တော်အောင်မြောင်တော့စူးစမ်းပါတယ်ဒါပေမဲ့အချိန်တိုင်းမှာလည်းပျော်ရွှင်အောင်အတက်နိုင်ဆုံးနေထိုင်ပါတယ်အပြည့်စုံဆုံးလူတစ်ယောက်လည်းမဟုတ်ဘူးအအောင်မြင်ဆုံးလူတစ်ယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့အမြဲပျော်အောင်တော့စူးစမ်းနေပါတယ်မနှက်ဖြန်မှပျော်မယ်ထီပေါက်မှပျော်မယ်ရီးစားရမှပျော်မယ်တိုက်ခန်းပိုင်မှပျော်မယ်ကားဝယ်တော့မှပျော်မယ်ဆိုရင်တင်တကယ်ပျော်မယ်ထင်လို့လားအဲ့ဒီအပျော်တွေကခဏပါပဲလူဆိုတာအမြဲပိုကောင်းတာတွေကိုလိုချင်တက်မှတ်နေလေးရှိပါတယ်အစကခလုတ်ဖုန်းလေးနဲ့အဆင်ပြေပေမဲ့ပတ်စံရှိလာရင် touch screen ဖုန်းလေးလိုချင်တာတယ်